လက်တစုံတရာအောင်မြန်လုနာကျော်တန်ပိုင်လိုက်စေဖို့ကြိုးစားနေခင်ဗျာအမက်ဒီမှာစီပဲပြန်ပြီးတော့ပေးတာခင်ဗျာမဟာဒရာဒီငိမ့်နေမယ်ခင်ဗျာအမေအနီ6မှတ်နဲ့အမက်ပေးစရာရဲ့စစ်နှစ်နေရာမှာရက်တည်နေရပဲဖြစ်ပါလေဟောကန်ဝင်ရတယ်ခင်ဗျာညောင်ထုတ်ပေးရတယ်ဇကာရီယာရှေ့ပြီးကြိုးစားတယ်ဇကာရီယာပဲပြန်ပြီးရလာသေးခင်ဗျအော့စမန်စီယာတင်ညာချမ်းကနေထိုးပေါက်ဖို့အတွက်ကြိုးစားနေရပဲဖြစ်ပါတယ်ဇကာရီယာဖြတ်ချိုးပေးရတယ်ဝင်းစီယာလင်းဦးရတယ်ရှုကနေပေးရတယ်ဗျပါဘလိုအရာထိတ်ဆက်မှာပဲအခါဒီပြန်ချိုးပေးရတယ်နိုင်ငံဟန်ချက်ပြတ်သွားခဲ့တာပဲဖြစ်ပါလေဒေါ်လေးကိုအနေများတဲ့အနေထားပဲမြမမောင်လင်းနောက်ဒီစင်ပြီးရန်တားရတယ်ဗျနာကျော်မမောင်လင်းရဲ့အော့စမန်မဲရှုမြောက်ကနေပြီးတာလေပါဘလိုလိုက်စေဖို့ကြိုးစားနေတယ်မောင်မဲအော့စမန်ရှုကနေပြီးတာလေပြီးတော့ပြီးရတယ်ဗျာရှိနေကျော်မင်းဦးဇွဲခမ်းမင်းရာသေးတယ်ဗျာမာတင်ဇွဲခမ်းမင်းဝေမိုးအောင်ရှိပါတော့မာတင်အခြေဆက်ကတော့မိနေခဲ့တယ်ဗျာအိထက်အောင်လိုက်ဆက်မကြိုးစားတယ်ဆက်နိုင်သူရဲ့လက်စွမ်းကောင်းနေနဲ့လောက်ထိကောက်ွယ်နိုင်သွားမလဲဆိုတာတော့စောင့်ကြည့်ခြင်းစရာကောင်းနေကြတာပဲဖြစ်ပါလိမ့်ဝေမိုးအောင်အိထက်အောင်စီပြီးရတယ်ဗျာညာချမ်းနေပဲဒီကလိုက်တက်လာတဲ့ဇွဲခမ်းမင်းညာချမ်းနေပဲစီရီယာတင်ပဲဖဖို့အတွက်ကြိုးစားလာပြီမြစက်ခါဒီပဲအရီယာတဲ့ဖြုတ်ဝင်နေဒီမှာခန့်စစ်ကတရားထောင်တို့ပြန်လဲပါဝင်လာခဲ့တာဖြစ်ပါတယ်ဒီချိန်မှာစီရီယာတင်ကတောင်းကံပေါ်ကန်ဝင်ရမယ်ဗျာအော့စမန်တော့ကမမပေးတာရကြတယ်မာတင်ပဲဦးတာတယ်ဗျာခွန်ကျော်စင်ဟိန်းစီရီယာတင်ကိုဥဆောင်ကိုစပြီးတော့တင်းယူနိုင်ခဲ့တဲ့မှတ်တမ်းကောင်းတချို့ကိုလည်းရှိနေခဲ့တာဖြစ်ပါတယ်ဒီချိန်မှာလည်းအဲဒီလုံးကပွဲစဉ်မျိုးပဲလိုမျိုးပဲမြန်မာအသင်းတစ်ခုခုများပြန်ပြီးလှုပ်ပြသွားနိုင်မလားစောင့်ကြည့်ရမှာဖြစ်ပါတယ်လက်ပြပေါ်မြောက်ခွင့်ရရှိမှာဖြစ်ပါတယ်တန်ပိုင်မမောင်လည်းပြန်တွဲတာတယ်မမောင်တွင်အလေဖြတ်ချိုးပေးတာပြီချိန်မှာလည်းပြန်နောက်ဒီစင်းကူပြီးတော့ကောင်းမွန်ဆုံးပုံစံတစ်ခုကိုတော့ပြဖို့အတွက်သူ့အနေနဲ့ကြိုးစားပြီးတော့ကစားနေတာပဲဖြစ်ပါတယ်ရှိမှာတော့စီရီယာတင်ပဲထောက်လျှောက်ပဲဆွဲလာပြီမြမာတင်ရဲ့အခန်းစစ်ကိုဖျက်ချော်ဖို့အတွက်ကြိုးစားနေရပဲဖြစ်ပါတယ်ပါဘလိုအေရီယာလေးကိုတော့ဝင်လာပြီမြပါဘလိုပဲချောင်ပြောက်ကြိုးစားတယ်ဘာလို့လင်ငိုင်ကန်ကျဲနဲ့ဒူပါမြအေရီယာလင်းသူရဲ့လက်ပြပေါ်တော့ဝေးကိုသွားတယ်မြမောင်လင်းလိုက်စေဖို့ကြိုးစားနေတယ်တောင်းကန်ပေါ်စီရီယာတင်ပဲပြန်ပြီးတော့အနားသွားခဲ့ပြန်တယ်မြမမုတ်ရှုပ်ပေးရတဲ့ပဘလိုတရားထောင်နေရင်ဆိုင်တွေ့နေတယ်နောက်ပေါ်နဲ့ချပေးရတယ်ပဘလိုရဲ့ပြပို့မှုကနေမမုတ်ဆုံးသက်ဖို့အတွက်ကြိုးစားနေတာပဲဖြစ်ပါတယ်သူနေရတော့တော်လေးကိုလွှဲချော်သွားခဲ့တာပဲဖြစ်ပါတယ်အမအသင်းအတွက်ကတော့တက်တာရခဲ့တယ်လို့ပဲဆိုရမယ်ခင်ဗျာဘယ်ကျန်းလေးပဲချိန်နေကြည့်နေတယ်လင်းနေပဲပြန်တွဲလာတယ်မာတင်ပဲဇော်ဝင်းသိန်းတောက်လျှောက်ပဲဆွတ်တက်လာတယ်လေကျော်မှာပဲဇော်ဝင်းသိန်းအလေကိုပြန်ထည့်ပေးရတယ်မာတင်ပဲအဲ့ဒီဆက်လာရောက်လာပြီနောက်ပြန်ပေးရတယ်ညာကြောင်ထပ်ပေးရတယ်မြတန်ပိုင်လက်ကျန်ပြီပြီးခဲ့တဲ့အိမ်ခွင်းပွဲစဉ်လက်ပွဲစတိုက်သွင်းဖို့ပုံစံမျိုးထပ်ပြီးတော့စမ်းဆောင်သွားနိုင်မလားစောင့်ကြည့်ရမှာဖြစ်ပါတယ်ချိန်မှာလည်းစီရီယာတင်မဲ့လူကြီးပဲအဲ့ဒီဝင်လာပြီစီရီယာတင်ချက်လှည့်လာတယ်အလေကိုထပ်ပေးပြီဖိပြီတော်လေးကောင်းမွန်တဲ့အခွင့်အရေးကောင်းတစ်ခုကိုတော့စီရီယာတင်ဖြုံးတီးခဲ့လို့ပဲဆိုရမှာဖြစ်ပါတယ်။ပြင်ဆိုရင်ကျွန်တော်အနေနဲ့ကတော့မြန်မာအသင်းဦးဆောင်ကိုခွင့်ပြုလိုက်ရပြီလို့တေချာပေါက်ထင်မှတ်ခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့အဆုံးသတ်ခဲ့တဲ့ကျောင်းနံပါတ်7အစက်ကာဒီသူ့ရဲ့ဆုံးသက်ပိုင်းစွမ်းဆောင်ရည်ကတော့တော်ကြီးကိုလက်လျှော့သွားခဲ့တာပဲဖြစ်ပါတယ်။မာတင်ရဲ့ခန်းစစ်ကစားမတွေဘယ်လိုမှလုံးလို့မရတော့တဲ့အနေအထားမျိုးကနေအမော်နဲ့ပြန်တွဲလာတယ်လူစားဝင်ကစားသမားအဲဟာလည်းဖြစ်ပါတယ်အဲဟာလည်းလေပြန်ပေးတာတယ်စီရီယာတင်မဲ့ပြန်လိုက်ဆဲတာတယ်မြအေးရထိန်သားတော့မှာပဲလေဝင်လာပြီလက်ကံပြီ
ဒါမဲ့လည်းကွင်းလက်တန်း စီးရီးယားတင်မဲ့ရသေးဇကာရာရီအော့စမန်ညာချောင်းပေးလိုက်ပြန်ပြီဗျာအေးတဲ့ဦးတော့ဝင်လာပြီဗျဟင်းဆိုအော့စမန်ဟာပြီးတာလေပါဘလိုကကန်နာပြီကိုပြီခင်ဗျာလက်ရှိမှာတော့တောက်လျှောက်ဆိုသလိုတိုက်စစ်ဆင်နေခဲ့တဲ့စီးရီးယားတင်ဖွင့်ကိုတော့စတင်ပြီးတော့ရရှိသွားခဲ့ပြီပဲဖြစ်ပါတယ်ဒီနေ့စီးရီးယားတင်ရဲ့တိုက်စစ်ကိုဥဆောင်လာခဲ့တဲ့ကျွန်တော်们17ပါဘလိုကအဆုံးသက်သွင်းသွားခဲ့တာပဲဖြစ်ပါတယ်ဒါကြောင့်မလို့လက်ရှိမှာတော့စီးရီးယားတင်ဟာလက်ပဲပဲကျန်းနေချောင်ပြပြီးလက်ထပ်ကိုကြိုးစားတယ်ဒီမှာတော့ဟိန်းဖြိုးဝင်းအန်တာဘောတော့ကျန်းအော်စမန်တယ်လန်ကန်လာတယ်အော်စမန်ရဲ့ကန်ချက်ကိုတော့စောဝိုင်းမှာဥဆောင်ကိုတွင်းခဲ့တဲ့ပါဘလိုကပဲအလိုက်တင်ပိတ်သွင်းပြီးတော့စီးရီးယားအသင်းအတွက်ဒုတိယမြောက်ဥဆောင်ကိုတွင်းသွားခဲ့ပြီပဲဖြစ်ပါတယ်။နေဆိုရင်လက်ရှိမှာတော့စီးရီးယားအသင်းကဝေးကွင်းမှာပဲမြန်မာအသင်းကို2ဂိုးဂုံးပြည့်ဆိုတဲ့ရလက်တစ်ခုနဲ့တော့စတင်ပြီးတော့ပြည့်ပြည့်သားသားဥဆောင်နေခဲ့ပြီခင်ဗျာ။ခရီးယာကိုရှုမာပြီးရတယ်။ရှေ့မှာရှိနေခဲ့တဲ့အော့စမန်ဗျာ။ဝင်နိုင်ထုံးမဲတောက်လျှောက်ဆွဲတက်လာခဲ့ပြီဗျာ။ဝင်နိုင်ထုံးလေမှာရှိနေလူမောစီပြဖို့ကြိုးစားတယ်။ဒါပေမဲ့စီးရီးယားအသင်းကလည်းပြန်လည်ပြီးတော့အန်တာသွားခဲ့တာပဲဖြစ်ပါတယ်။ပါဘလိုဒဟိန်ဆိုဘလောကပါဘလိုစီပဲပြန်ရောက်တယ်ခင်ဗျာဇော်ဝင်းသိန်းရသေးတယ်ခင်ဗျာဇော်ဝင်းသိန်းဝေကသားကြီး80နီးပါးလောက်အထိမြန်မာအသင်းကောင်းမွန်တဲ့ပုံစံတွင်းခဲ့ပြီးတော့ပထမအကျော့မှာတော့မြန်မာအသင်းဘက်ကိုတွင်းကိုတကူတွင်းခဲ့တဲ့ကျွန်တော်们ဆက်ခွန်အက်ဆယ်ခါဒီကလည်းတကူတွင်းခဲ့တာပဲဖြစ်ပါတယ်ခုဆိုလို့ရှိရင်အော့စမန်လက်ရှိလာဟာလက်ကမ်ဘိုဒအသင်းနေထားမှာရှိနေခဲ့တယ်ဗျာဟာလက်ကန်လာတယ်ဒီသူရဲ့ကန်ချက်ကတော့ကိုပေါင်းနဲ့ရုပ်တံလိုင်းနဲ့ပြုံးပလေး application တို့ကနေ direct ထုတ်လိုက်တစ်ဆက်အောင်မှာပဲဖြစ်ပါတယ်အခုဆိုလို့ရှိရင်တော့စီးရီးယားအသင်းပဲတိုက်ဆက်ကဟာလက်ဧရိယာထဲမှာပဲဟာလက်ပဲကန်သူမချိုးသားတယ်ဟင်းစရာလင်းအချိန်မီဟန်တားနိုင်ခဲ့တာပဲဖြစ်ပါတယ်ရှုပ်ကန်ပို့ပေးရတယ်ဗျာအော့စမန်ဘေးကြောင်ထုတ်ပေးရတယ်ဟာလက်ဒီအေးရထိတ်ဆက်မှာပဲဟာလက်ပါဘလိုပဲအော့စမန်ရာသေးတယ်ဗျာအော့စမန်လည်းတော့ကြိုးစားတယ်ဟင်းဖြိုးဝင်းအားကစားဝါနာရှင်ပြည်သက်များခင်ဗျာကျွန်တော်စင်ခံတင်ဆက်နေစဉ်အတွင်းမှာပဲမြန်မာအသင်းနဲ့စီးရီးယားအသင်းတို့ရဲ့ပွဲစဉ်ကတော့ပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်Bueno, ahora que tengo tu atención me presento. Mi nombre es Pablo Sabac, soy un futbolista barranquillero jugando en el Suwon FC de Corea del Sur. He tenido la oportunidad de jugar en grandes equipos de países como Colombia, Argentina, Portugal, Perú. Ser escogido como el mejor jugador de Perú. Acabo de ganarme el premio a mejor jugador del mes y estoy compitiendo por ser el goleador del torneo. Pero no solo eso.